အားလုံးပဲမင်္ဂလာပါခင်ဗျာ။နောက်ရုံစီ official channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့အယူသူတော်စာစဉ်84ခက်ကုန်းတစေကြီးဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါဆင်ခံစားအားပေးကြပါဦးခင်ဗျာ။ကျွန်တော်ကတော့နောက်ရုံစီပါ။ပြင်းမပင်ရွာကလေးစီမှာအခုနှစ်အပိုင်းရှားကာလတွေကညနေခင်းမှောင်ရီပြိုးပြီးဆိုတာနဲ့ရွာသူရွာသားတွေကအိမ်ထဲကအိမ်ကြီးမထွက်ကြတော့ပဲတကားပိတ်မီးမိတ်လို့အိမ်ထဲမှာပဲစိုးတထိတ်ထိတ်နဲ့နေကြရပါတယ်ဒီလိုနေရတဲ့အကြောင်းကတော့ညဆိုရင်ခါကုန်းကုန်းနဲ့မကောင်းဆိုးရွားကြီးတကောင်ရွာထဲမှာလှည့်ပတ်သွားလာနေတတ်တာကြောင့်ပဲဖြစ်ပါတယ်ဒီခါကုန်းကုန်းနဲ့မကောင်းဆိုးရွားကြီးကိုပြင်းမပင်ရွာသူရွာသားတို့ကခါကုန်းကြီးလို့ခေါ်ကြတယ်ခါကုန်းကြီးရဲ့ပုံစံကကိုင်းကိုင်းကြီးနဲ့ကုန်းကွာနေတဲ့ခန္ဓာကိုယ်စီမှာဦးကောင်းဖီကရှေးတောက်အထိကိုပဲမဲနဲ့နေတဲ့အဝတ်ကြီးတစ်ထည်ခြုံထားတတ်ပါတယ်။ညာဘက်လက်စီမှာကျငှက်နှုတ်သီးလိုခြုံကောက်နေတဲ့အကောက်ကြီးပါတဲ့တောင်ဝင်းလိန်ကောက်ကိုကင်ထားပြီးဘဲဘက်လက်စီမှာကျနီကျင်မိန်ပြတဲ့မီးရင်ကလေးကိုကင်ထားတတ်ပါတယ်။ခကုန်းကြီးကညာဘက်ရောက်ပြီးဆိုတာနဲ့ဘဲကဘယ်လိုထွက်ပေါ်လာတယ်ဆိုတာကိုမသိရပဲပြင်းမပင်ရွာထဲကိုသူ့အလိုလိုရောက်လာတတ်ခဲ့ပြီးတညတာမကုံမချင်းတရွာလုံးကိုတောင်ဝင်းကြီးထောက်ခါနဲ့လှည့်ပတ်သွားလာနေတတ်ပါတယ်။ဒီလိုလက်ပတ်သွားလာရင်လှုပ်ရှားမှုရှိတဲ့အိမ်စကားပြောတဲ့လူတန်သူတန်ကြားမိတဲ့အိမ်ကိုတွေးမိရင်တော့ခကုန်းကြီးကအဲ့ဒီအိမ်ရှိမှရဲရင်သူ့မျက်လုံးရဲကြီးတွေနဲ့အိမ်ပေါ်ကိုကြည့်ကဗစက်ကနေမန္တန်တွေကိုအဆက်မပြတ်ပဲရွတ်ဆိုနေတတ်ပါတယ်အဲ့ဒီလိုအယုတ်ခံရတဲ့အိမ်ကတော့တောင်းရက်အတွင်းမှာပဲအိမ်သားတချို့ဖျားတာနာတာတွေရှိတတ်ပါတယ်လူအသေးပြောက်တော့မရှိခဲ့ပါသူတော်တယောက်သူယူတလဲသူကောင်းတလဲနဲ့သူ့ရဲ့အပြစ်ကြွေးတွေကိုဆက်ရင်းမပြီးဆုံးသေးတဲ့လော်ကီလန်းစီမှာလှမ်းလျှောက်နေဖြစ်ပါတယ်ဒီလိုရှိနေရင်ကအချစ်ရှိကအခါတွေလိုပဲတာမန်ညောင်ကြကိစ္စရပ်များကိုကြားဝင်ဖြည့်ရှင်းကူရတာတွေရှိတတ်ပါတယ်ဒီလိုဖြည့်ရှင်းရမှာလေရတော့အဖြစ်တော့သုံးကဝေတွေကအပင်းထက်ရအဖြစ်ပြက်တွေကသာညားပြခဲ့ပါတယ်ဒီထဲမှာမှတခုကတော့အတော့ကိုပဲဆူရွားလွန်ပါတယ်ဒီအဖြစ်ပြက်ဖြစ်ပျက်ခဲ့ရာကန်ကြီးခုံဆိုတဲ့ရွာစီမှာဖြစ်ပါတယ်ဒီပုံကကန်ကြီးခုံရွာသူမဝေဆိုသူမိန်းကလေးကိုတစ်ဖက်ရွာကလေကြီးရှင်ရဲ့တားဖြစ်သူစိုးမင်းဆိုသူကတစ်ဖက်သက်ရှစ်ကြိုက်ခဲ့ပါတယ်မဝေကစိုးမင်းကိုမရှိလေကြီးရှင်သားစောင့်ကြွားမှုသဘောလေးမကြမိပါဘူးမျက်စီထဲမြင်ရင်တော့မှသပင်မွေးစူးသလိုပဲခံစားရလို့မျက်နှာလွှဲပစ်တာကများပါတယ်တကယ်တမ်းတော့မဝေရှင်နေသူကတီးတန့်ရှိပါတယ်အဲ့ဒီသူကသူမတို့ရွာကအမောင်ဆိုတဲ့ကာလာသားဖြစ်ပါတယ်အမောင်ကအသက်က20ကျော်မဝေနဲ့လည်းအသက်ကမတိမ်မရိမ်အတိအကျပြောရမယ်ဆိုရင်မဝေကတရင်ကျုံမှာမွေးပြီးအမောင်ကတကူးကြမှာပဲမွေးတဲ့သူမို့အမောင်ကမဝေထက်ကို9လကျော်လောက်ငယ်ပါတယ်အမောင်ကလည်းမဝေကိုရှစ်ခင်နေသူပါသူခမညာမဝေကိုဖွင့်မပြောရဲသေးတာကြောင့်တတိမွေးနေရတဲ့အချိန်ဖြစ်တယ်လို့တစ်ဖက်ကလည်းမဝေကလည်းအမောင်ဘက်ကဖွင့်ရလာမဲ့အချစ်တွေကိုစောင့်စားရင်းနဲ့ရှိနေခဲ့ပါတယ်ဒီလိုရှိနေကြရင်ကမိုးကြကောက်ဆိုင်ပြုံးနှုတ်တဲ့အချိန်ကိုရောက်ရှိလာပါတယ်ဒီကမှာတော့အမောင်ကမဝေကိုဖွင့်ဟပြောလိုက်တယ်တစ်ဖက်ကလည်းငန်းလဲနေတော့ရက်အပိုင်းရှားတစ်ခုမှပဲချစ်သူတွေဖြစ်ကုန်ကြလေတယ်ဒီလိုချစ်စာကြည်နူးစားမှာပဲတိုက်ဆိုင်သွားနဲ့မဝေတို့ကောက်ဆိုင်သမားများကတစ်ဖက်ရွာကစိုးမင်းတို့ရဲ့လဲကိုကောက်ဆိုင်သွားဖို့ဖြစ်လာတယ်ကောက်ဆိုင်တဲ့အချိန်မှာစိုးမင်းကတခြားကောက်ဆိုင်သမားတွေအကြားမှာပဲမဝေကိုရီးစားစကားပေါ်တင်ဖွင့်ဟပြောပြီးတောင်းရန်လက်ထက်ယူပါမယ်ဆိုတာအထိပါပြောချလာပါတယ်ဒီခါမှာမဝေကအများကြားမှုချက်လဲချက်ဒေါသလဲထွက်ရပြီးစိုးမင်းကိုပါရိုက်ပစ်လိုက်တယ်အဲ့ဒီနေ့ကစိုးမင်းတယောက်မဝေရဲ့တုံ့ပြန်မှုအတွက်ရင်ကွဲပက်လက်ဖြစ်ပြီးမျက်ရည်ဆက်လက်နဲ့ပြန်သွားခဲ့လေတယ်အားလုံးကမဝေပေါ်လေကြီးရှင်တို့မိသားစုကအမျက်ချောင်းချောင်းထွက်တော့မှာပဲလို့ထင်မိခဲ့ပေမဲ့လည်းတကယ်တမ်းကျတော့လေကြီးရှင်တို့မိသားစုကသူတို့သားရဲ့ရိုင်းပြမှုအတွက်ကိုလေထဲမှာကိုပဲမဝေစီအရောက်လာပြီးအနူးညွတ်တောင်းပန်သွားခဲ့တယ်အဲ့ဒီတော့အားလုံးကမဝေနဲ့စိုးမင်းရဲ့ကိစ္စကိုဒီမာတင်ပြီးစီးပြီလို့ယူဆလိုက်ကြပါတယ်ဒါပေမဲ့လည်းကိစ္စကဒီနေရာမှာမပြီးစီးခဲ့ဘူးအကြောင်းကတော့လေကြီးရှင်မိသားစုကလူများရှိမှသာမဝေကိုတောင်းပန်ခဲ့ပေမဲ့ဝေယာမှာတော့သူတို့သားကိုပါရိုက်မှုအတွက်တပ်ပြစ်ရှင်လောက်အောင်ပဲဖြစ်နေကြရတယ်။ဒါကြောင့်လေအောင်လန်းဆရာတယောက်ရဲ့အကူအညီနဲ့နောက်ဆုံးလေကိုကောက်ဆိုင်ကြတဲ့အချိန်မှာအစားအသောက်ကျွေးရင်းကမဝေစားမဲ့အစားအစာတွေကိုအပင်းရှင်ထည့်လိုက်ပါတယ်။ဒီအပင်းရှင်ကြောင့်မဝေခမနေချင်းညချင်းကိုပဲပိန်လီလာခဲ့ပြီးရက်နှဲငယ်အကြာမှာတော့အိယာတဲ့ဘုံလဲရပါတော့တယ်။ဒီခါမိသားစုများကအစကဘိန်းတော်ဆရာနောက်တော့ပယောကကူးတဲ့ဆရာသမားပေါင်းများစွာတို့နဲ့သမီးဖြစ်သူကိုကုသပေးကြတယ်။ဆရာတွေကအပင်းထက်ခံထားရတယ်ဆိုတာကိုသိကြတယ်။အပင်းချတော့ဘယ်နည်းနဲ့ပဲဖြစ်ပါစေအပင်းကကြမလာခဲ့ဘူး။ဒီတော့ကုသသမျှဆရာတိုင်းကလက်လျှော့ကြရတယ်။ဒီချိန်မှာ
များသူငါကမဝေရဲ့ကိစ္စဟာစိုးမင်းကသူမရဲ့အချစ်ကိုမရရှိတာကြောင့်အောက်လန်းနဲ့တိုက်တာလို့ပြောကုန်ကြပါတယ်ဒီအကြောင်းကိုကြတော့အံမောင်ကဓာတ်ကိုချက်ချင်းဆွဲပြီးစိုးမင်းတို့ရွာကိုထွက်သွားခဲ့တယ်နောက်ဆုံးတော့ဒီအရေးကရှေ့ရသူအတွက်စိုးမင်းတို့ကိုဓာတ်ချင်းသွားချင်းနဲ့အံမောင်ကိုတစ်ဖက်ကစိုးမင်းတို့ကအုပ်စုလိုက်ဝိုင်းရိုက်ပြီးတပ်ဖြတ်ကာနီးမှာသူတော်ကဝင်ကယ်လိုက်ရတယ်အဲ့ဒီနောက်အံမောင်ကတဆင့်မဝေအကြောင်းကိုသူတော်သိရှိရလေတယ်သူတော်ကလိုက်လံစစ်ဆေးပြီးကုသရလေတယ်စစ်ဆေးချက်အရာထည့်ထားတဲ့အပင်းကအပင်းရှင်ဖြစ်နေကြောင်းကိုသိရှိရတယ်အပင်းရှင်ဆိုတာကတမန်ရိုးကြအပင်းချနီးတွေနဲ့အကျိုးမထူးတတ်ဘူးအကြောင်းကတော့ဆရာကစစ်ဆေးနေချိန်မှာအပင်းကအရှင်ဖြစ်တဲ့အတွက်သပင်ဖျားစီမှာတက်ရောက်ပုံနေတတ်တယ်ဒါကြောင့်ကိုရင်းမှာအပင်းချတဲ့ဆရာတွေအတွက်ဘာမှမထူးခြားဘူးဖြစ်ရလေတယ်သူတော်ကတော့ဒီလိုမဟုတ်ပါဘူးအပင်းကိုမချခင်မှာမှန်တစ်ချက်ကိုတောင်းယူပြီးဘဝရဲ့မျက်နှာရှိမှသူ့မျက်နှာသူပြန်မြင်နေရအောင်လှုပ်ဆောင်လိုက်ပါတယ်ပြီးတော့ခေါင်းကိုလက်လေးတုံးအကွာကနေသူ့လက်နဲ့အုပ်မိုးပြီးအသေးခံတံပြန်ချင်းမန်တန်ကိုအောင်းခံလို့အီတီပီတော်ဝေသေးတာထေကနေအစပြုလို့တီဣနာမေနာဣမေအထီကိုသုံးကောက်တိတိထံကတိုင်းကြကြရွတ်ဆိုလိုက်ပါတယ်သူတော်ရဲ့ရွတ်ဆိုမှုကပထမတစ်ချိန်မဆုံးသေးခင်မှာပဲတစ်ဖက်ကအပင်းရှင်ကိုထဲ့လို့ပြုစားထားသူခမညာအလူးအလိမ့်တံပြန်ခံရပြီးဒီဘက်ကမဝေဟာလဲသူတော်ကအာနာဆက်နဲ့ရှုံနှောင်ထားတဲ့ကြားကနေအတန်နဲ့ကြီးနဲ့ကဲပါယူပါဟစ်အော်ပါတော့တယ်သူတော်သုံးချိန်မြောက်ကိုရွတ်ဆိုပြီးချိန်မှာတော့တစ်ဖက်ကအပင်းထဲသူကငိုကြီးရှမနဲ့လက်အုပ်ချီလို့ကြမ်းပြင်းတဲ့နှစ်ဖူးအချိန်ချင်းတိုက်ပြီးတောင်းပန်လာခဲ့ပါတယ်သူတော်ကအကျိုးကြောင့်ကိုမေးမြန်းတော့အများသူကယူဆကြသလိုပဲစိုးမင်းကိစ္စအတွက်ကြံရစ်တဲ့မိသားစုများကငွေပေးကအပင်းရှင်ထဲ့စီကြောင်းကိုပြောပြလေတယ်သူတော်လဲတံပြန်ထားသူကဂျာကန်ပြုတ်ပေးသူဖြစ်တာကြောင့်ခွင့်လွှတ်ပေးလိုက်ပြီးထည့်ထားတဲ့အပင်းရှင်ကိုပြန်ထုတ်ခိုင်းလိုက်ပါတယ်ဒီခါမှာတော့အံ့အားသင့်စရာကောင်းလောက်အောင်ကိုပဲမဝေရဲ့ပါဇက်သေးကနေနှံ့ကောင်အရှင်၃ကောင်အရှင်လက်လက်ကြီးထွက်ပေါ်လာခဲ့ပါတယ်ပညာသည်ကမဝေစီကအပင်းတွေကိုထုတ်ပေးပြီးနောက်မှာတော့သူတော်ကပညာအဲ့ရမယ့်အကြောင်းကိုပြောပြီးပညာနှုတ်ခါပြန်လွတ်လိုက်ပါတယ်သူတော်ရဲ့ကူညီမှုအတွက်အမောင်ပါဝင်မဝေတို့တမိသားစုလုံးကကျေးဇူးတင်ကြပြီးလက်အုပ်ရှိရှိခိုးကြတယ်အစကသူတော်တို့သမီးဖြစ်သူကိုကုသပေးမဲ့အရေးကိုလက်မခံခဲ့သူဥချုံကလည်းသူတော်ကိုလက်အုပ်ချီလို့အနူးညွတ်ပဲတောင်းပန်လေတယ်။ကိစ္စတွေကိုဖြေရှင်းပေးပြီးနောက်မှာတော့သူတော်ကသူလန်းနေတဲ့ခရီးလန်းကိုဆက်လက်လန်းဆက်ဖြစ်ပါတယ်။နေပူပူမှာသူတော်ခရီးဆက်ဖြစ်တယ်လို့ညတကောင်ရံမှာလည်းတခါတရံသူတော်မနာတတ်ပါဘူး။အခုနောက်ပိုင်းအရင်ကတည်းကကိစ္စတို့ကများမြန်လွန်းနေသလားလို့တောင်သူတော်ထင်နေမိရပါတယ်။အခုလည်းပဲညတကောင်ရံအချိန်ဆိုပေမဲ့သူတော်တယောက်ကြေရောင်တက်တဲ့အောက်မှာခြေလမ်းမပြတ်လမ်းရင်းရှိနေတယ်။တကောင်ရံအမောင်ရံမှာတာတဲ့လားငါသူတော်ရဲ့ကနတ်သားရဲ့မမဲသူတော်ရဲ့နှုတ်ကထုံးစံအတိုင်းပဲအကြောင်းအရာမမဲရရမရှိတဲ့တရှင်းကိုမပြတ်တမ်းတည်ဆိုနေပါတယ်သူအနေနဲ့ဒီညကိုညဦးပိုင်းကလေးကခရီးစတင်လာဖြစ်ခဲ့တာအခုတိတိုင်းမနာခဲ့သေးပါဘူးဘာကြောင့်များသူတော်တယောက်မနာမနေခရီးဆက်နေရပါသလဲအဖေကတခုတည်းပူပြီးရှိနေပါတယ်ကျောင်းကတော့နေဘက်မှာပူပြင်းလာတဲ့အတွက်ညဘက်မှာခရီးဆက်တယ်ပြီးတော့နေဘက်ဆိုရင်လူသူ၄ပါးနဲ့ကြုံဆုံရပြီးများမြန်ကိစ္စတို့ကိုသူတော်ကဖြည့်ရှင်းကူညီရပါလိမ့်မယ်ဒါကိုသူတော်ကလက်တလုံးမှာအလွန်အမင်းမဲ့ညီးငွေ့နေမိပါတယ်ဒီအတွက်ကြောင့်လူသူ၄ပါးကင်းမဲ့တဲ့ညအချိန်ကိုရွေးချယ်လို့ခရီးဆက်နေတာဖြစ်ပြီးဒါကတစ်ဖက်ကဘိုးတကြားတို့ကိုလည်းခရီးမပြတ်ဆက်နေကြောင်းကိုပြသနိုင်ကတစ်ချက်ကုန်နှစ်ချက်ပြတ်ဆိုသလိုပဲသူ့အတွက်လည်းအဆင်ပြေနေစေခဲ့ပါတယ်ကျဲကလေးကသူတော်အတွက်ပိမ့်မှန်နန်းနန်းကိုမျောနန်းနန်းကိုမျောဒေါ်လန်ကလေးကိုပြက်ရင်တရှင်းကိုသူတော်ကအာပေါင်အာရင်တန်တန်နဲ့ဆိုမိလိုက်ပါတယ်ဒီအတွက်သူ့ဘာသူတော်လမ်းဖြတ်သွားရပြီးပါဇက်ကိုလက်နဲ့အလျင်မြန်ပဲပိတ်လိုက်ရလေတယ်ဟိငါသူတော်လေးမေ့သွားတာတရှင်းကိုကြဲကြဲဆိုလို့မရဘူးဘိုးတခြားကြားမိသွားရင်ငါသူတော်ကိုအလုတ်ခိုင်းနေအောင်မယ်တကူလေးပြောပြီးနောက်တော့သူတော်လည်းသူ့ဘာသာသူကြိတ်လို့ရီလိုက်ပါတယ်အဲဒီနောက်ခရီးကိုဆက်လန်းနေမနက်ဝေလီဝေလင်းအချိန်ထိခရီးကိုလှမ်းဆက်ပြီးနောက်မှာတော့သူတော်တယောက်ခရီးသွားလာနေမှုကိုရပ်တန့်လိုက်ပြီးတုတ်တန်တစ်ခုစီကိုဝင်ရောက်ခါအုတ်ကူတစ်လုံးပေါ်ကိုတက်လို့အိတ်ဆက်လိုက်ပါတော့တယ်နောက်ပိုင်းကာလတွေမှာမီးရင်ကိုင်းနဲ့ခကုံးကြီးနဲ့ကြုံဆုံရတဲ့အဖြစ်အပျက်ကပြင်မာပင်ရွာကလေးတွေမကတော့ပဲအနီးနားကကြက်ခေါက်ဖတ်တန်းဆိုတဲ့ရွာတွေအထိပါဖြစ်ပျက်လာပါတယ်။ညဘက်ဆိုရင်ခကုံးကြီးကရွာထဲမှာမီးရင်နဲ့တောင်ဝေးကိုကင်ပြီးခြောက်သွားနေတယ်။အခုလိုသူဘာကြောင့်ခြောက်သွားနေတယ်ဆိုတာကိုဘယ်သူမှမသိကြဘူး။ဖတ်တန်းရွာကကိုကြီးအေးရဲ့အဖြစ်အပျက်ကတော့အားလုံးထဲမှာတမှုထူးပါတယ်။ဒီအဖြစ်အပျက်ဖြစ်ခဲ့တဲ့ညကကိုကြီးအေးကသူ့အိမ်မှာပဲအိတ်နေတယ်။သူ့အိမ်ကထရန်ကတစ်ထက်အိမ်လေးဖြစ်ပါတယ်။ဖြစ်ရှင်တော့အဲ့ဒီနေ့မှာပဲသူ့မိသားစုကတစ်ဖက်ရွာကအလှူကိုညအိတ်သွားကြလေတယ်။ဒီတော့အဖြစ်အပျက်ဖြစ်တဲ့ညမှာ
အိမ်မှာကိုကြီးအေးတယောက်ပဲရှိနေခဲ့ပါတယ်တယောက်တည်းလွတ်လွတ်လပ်လပ်ဆိုတော့ညနေကလေးကအိမ်မှာပဲတယောက်တည်းအရက်ထိုင်တောက်နေတဲ့ကိုကြီးအေးကညပိုင်းရှိန်ကိုရောက်လာတော့အတော်ကိုပဲရေချိန်ကြိုက်သွားခဲ့ရပါပြီအရက်ကလည်းပလင်းထဲမှာတပိုင်းကျော်ကြံနေသေးတယ်ကိုကြီးအေးလည်းတခါတလေမှအခုလိုတောက်ရတာဆိုတော့ကုံအောင်တောက်ရှင်မိပါသေးတယ်ဒီတော့စကားပြောပေါ်လေးနဲ့တောက်ရရင်ကောင်းမှာပဲလို့တွေးမိပြီးလက်တလောပြက်ပြက်နေတာတွေကိုမေ့လျော့လို့အိမ်ပြင်ကိုထွက်ပြီးတောက်ပေါ်တောက်ဖက်ကိုရှာဖွေလေတယ်။ရွာလေလန်းအတိုင်းဘီအိမ်ကိုင်းလို့သွားနေတဲ့ခကုံးကြီးကိုတွေ့တော့ကိုကြီးအေးကအမြင်မှားပြီးသူ့ရွာထဲကအတီးတယောက်လိုမှတ်ကာအရက်တောက်ဖို့ပိတ်ခေါ်လေတယ်။ခကုံးကြီးကသူ့ကိုစိမ့်စိမ့်ကြီးပြန်ကြည့်နေတော့ကိုကြီးအေးကအရက်မတောက်ရှင်လို့ညင်းဆန်တယ်လို့ထင်မိသွားခဲ့တယ်။ဟေးငါထွေးလာစမ်းပါကွာ။ကိုကြီးအေးကခကုံးကြီးလက်ကိုအတင်းမဲဆွဲခေါ်မိပါတယ်။လက်ကြီးကရေခဲတုံးလိုပဲအေးဆက်နေခဲ့တယ်။ကိုင်မိခဲ့တဲ့ကိုကြီးအေးလည်းပဲကြက်သိမ်းမွေးချင်းနေချက်ချင်းထောင်ထသွားရပါတယ်။ဒီခါမှပဲသူ့စိတ်ထဲခခုံးကြီးအကြောင်းကိုတတိယမိပြီးမျက်နာကိုမရှင်းမရဲမော်ကြည့်လိုက်တော့သူ့ကိုစိမ့်စိမ့်ကြီးကြည့်နေတဲ့ရုပ်ဆိုးဆိုးမျက်နာကြီးကိုမြင်ပြီးလိုက်ပါတယ်။ကိုကြီးအေးလည်းငယ်တန်းပေါအောင်ဟစ်အော်ပြီးနေရာကနေကစုံပေါက်လို့ပြေးထွက်ရပါတယ်။ကိုကြီးအေးကြောင့်ပဲဖတ်တန်းရွာတရွာလုံးအလန့်တကြားဖြစ်ကုန်ကြရတယ်။လူတွေစုဝေးပြီးမိတုပ်တွေကိုင်းလို့ထွက်လာခဲ့ကြတယ်။အတန်ရှင်ကိုလိုက်ချတော့ရွာတော်ရှင်နန်းအောင်မှာဝင်ပုန်းနေတဲ့ကိုကြီးအေးကိုတွေ့ကြရတယ်။ကိုကြီးအေးတယောက်တောက်ထားတဲ့အရက်ချိန်နဲ့ပြေးပြီးတကူလုံးကလည်းနတ်ပူးတလိုပဲတုံရီနေခဲ့ပါတယ်။အပြည့်ပြက်ကူမေးကြည့်ကြတော့အကြောင်းစုံကိုသိကြရပြီးငိုအားထက်ရီအားတန်ဖြစ်ကြရတယ်။ကိုကြီးအေးထပ်ပြောပြတာမှာတော့သူထွက်ပြေးတော့ခကုံးကြီးကအနောက်ကနေအတန်ဆိုးကြီးနဲ့အော်ဟစ်ပြီးလိုက်လာတယ်တဲ့။သူလည်းအစကရှေးဦးတရာထွက်ပြေးရင်တကြီးအိမ်ဘက်ကိုပြေးရင်တော့လွတ်လောက်မယ်လို့တွေးပေမဲ့လန်ကူလက်မှာရွာတော်ရှင်နန်းကိုတွေ့ရတာကြောင့်ဖြစ်ရှင်ရဖြစ်ဆိုပြီးဝင်ပုန်းလိုက်တာပါတဲ့။သူကနန်းနန်းအောင်ကိုဝင်ပုန်းတော့ခကုံးကြီးကအနာရောက်တဲ့အထီကိုဆက်မလိုက်တော့ပေမဲ့လေအဝေးကနေသူ့ကိုပွားစီနဲ့တစုံတစ်ခုပြောနေတယ်လို့ပဲရှိနေတယ်တဲ့။လူအုပ်ကြီးရောက်လာကနီးမှပဲရွာရဲ့အနောက်ဘက်ရှမ်းကိုထွက်ခွာသွားတယ်လို့ပြောပြပါတယ်။ရွာတော်ရှင်နန်းအောင်ကိုဝင်လိုက်မိတာကဖတ်တန်းရွာကကိုကြီးအေးအတွက်ကံကောင်းခဲ့တယ်လို့ပြောရပါလိမ့်မယ်။ဒီအဖြစ်ပြက်မှာနောက်ထပ်တပ်ပြင်းရှာမိသူကတော့ဖတ်တန်းရွာတကြီးဦးမြတမ်းပဲဖြစ်ပါတယ်။မတော်လို့ညီအေးသာသူ့အိမ်ကိုရောက်လာခဲ့ရင်ဘာတွေဆက်ဖြစ်ကုန်မလဲဆိုပြီးတွေးနေရင်းနဲ့သူ့ဟာသူရင်မောနေမိတယ်။ညီအေးတယောက်သူ့အိမ်ကိုရောက်မလာခဲ့တာကပဲသူ့အတွက်ကံကောင်းတယ်လို့ယူဆနေပါတယ်။ဘာပဲဖြစ်ဖြစ်ဖတ်တန်းရွာကဒီအဖြစ်ပြက်ကအဖြစ်တူတူကြုံဆုံနေကြရတဲ့နဘေးရွာတွေအထီကိုပဲငိုအားထက်ရီအားတန်သေးခဲ့တာကတော့အမှန်ပါပဲ။ပြမပင်ရွာဘက်မှာတော့ဒီဘက်ရဲ့အပိုင်းရှားထဲမှာခကုံးကြီးနဲ့ပတ်သက်ပြီးအဖြစ်ပြက်တို့ကပုံမဆိုးရွားလာပါတယ်။ညဘက်ဆိုရင်တရွာလုံးကခွေးတွေကသွေးပြက်လျှောက်ချပွဲရကောင်းလောက်အောင်ပဲစုဦးကြတယ်။ခွေးဦးတန်များအဆုံးမှာတော့ရွာထဲကိုခကုံးကြီးကဝင်ရောက်လာတယ်။ခကုံးကြီးဝင်လာပြီးဆိုတာနဲ့ရွာထဲကလူတချို့ကငိုကြရီကြဖြစ်ကုန်ကြတယ်။ဘာကြောင့်အခုလိုဖြစ်ကြတယ်ဆိုတာကိုတော့ဘသူကမှနားမလည်မိကြဘူး။တချို့ဆိုရင်ဖုန်ကြီးပြန်မအေးရင်ကျူးတယ်လို့ပဲငိုပြောလို့ငိုချင်းရှာပါတယ်။အမားအတွက်ကိုပြန်ပေးဆက်ဖို့ခတ်တရားရင်နေထွက်လာပါ။နေမထွက်လာရင်အချင်းမင်းသားကဒီဘဝကနေလွတ်ကျုံမှာမဟုတ်တော့ဘူး။ငိုချင်းရှာသူတွေကဒီစကားတွေကိုပြောဆိုကြတယ်။ဒီစကားကြောင့်ပဲခကုံးကြီးရဲ့နောက်ွယ်မှာအကြောင်းတရားတစ်ခုကရှိနေမယ်ဆိုတာကထင်ရှားလာခဲ့ပါတယ်။ဒီအကြောင်းတရားကိုလူတို့ကဘာများဖြစ်နိုင်မလဲဆိုပြီးပို့လို့စိတ်ဝင်စားမိကြတယ်။ဒါပေမဲ့လေခကုံးကြီးကပြောပြပါမှပဲသိနိုင်တော့မယ်မဟုတ်ပါလား။ဒီတော့ဘသူကကောထိတ်တိုက်မရဲပါမလဲ။ခကုံးကြီးကတော့အစာပိုင်းပြင်းမပင်ရွာကနေအစာပြုတ်ခဲ့ပေမဲ့တလကျော်ဆိုတဲ့ကာလအတွင်းမှာပဲဖတ်တန်းချက်ခေါက်ပုံတော်နဲ့မဝန်းရွာတွေအထိပါနေပဲရှဲ့လာတယ်။ဒီညမှာတော့ဖတ်တန်းကိုဝင်ရင်နောက်ညမှာတော့ပုံတော်ကိုဝင်တယ်။ဒီညပုံတော်ကိုဝင်ပြီးရင်နောက်ထပ်တညမှာတော့ချက်ခေါက်တို့ပြင်းမပင်တို့ဘက်ကိုပြန်လှည့်ဝင်တယ်။ဒီကနေခကုံးကြီးနဲ့ပတ်သက်ပြီးနောက်ဆုံးဝင်ခဲ့တဲ့ပုံတော်ရွာမှာတော့ပုံမို့လို့ဆိုးရွားတဲ့အဖြစ်အပျက်ကရှိလာပြန်ပါတယ်။ဒီဖြစ်ပျက်မှာတော့ရှိတုန်းကလိုပဲခကုံးကြီးဝင်လာလို့ခတရရီနေထွက်လာပါမဟုတ်ရင်မင်းသားကဒီဘွားမှာတင်တောင်းတင်နေရပါလိမ့်မယ်လို့ဒီတိုင်းရင်ငိုကြွေးနေကြသူတွေက2ရက်3ရက်တိုင်တိုင်ငိုချင်းကိုမရက်တတ်နိုင်ကြတော့ဘူးတနေ့ကုန်တညလုံးပဲငိုကြွေးကြတယ်အဲဒီကနေနောက်တစ်ရက်စီကိုကူးလို့ငိုကြပြန်နေဒီလူတွေက2ရက်ကျော်တဲ့အထိငိုကြွေးနေကြတော့လူတွေလည်းအလွန်ပင်ပန်းကြပြီးအသက်ခက်ရွယ်ကျမ်းမာရေးအခမ်းမကောင်းသူမိန်းမတစ်ယောက်ကတီးဆုံးက50ယောက်ကအာရင်ကုန်းလို့မေ့မျောကုန်ကြပါတယ်ဒီပုံတိုင်းဆိုရင်တော့တို့တွေခကုံးကြီးကိစ္စကိုအမြန်ဆုံးတစ်ခုခုလုံးမှဖြစ်တော့မယ်ကွာဟုတ်တယ်ဟိအာနာလို့တနာလို့ခါးပေးကြိုင်တာပါပါရိုက်သွားတယ်ဆိုတာမျိုးဖြစ်တော့မယ်ငါတော့ပယောဂဆရာပေးမလားလို့ကွာပုံတော်ရွာကလူတွေကဒီလိုပဲတယောက်တစ်ပေါက်မှတ်ချက်တွေပြူလာကြတယ်အားလုံးတိုင်ပင်ဆုံးဖြတ်ပြီးကြတော့
ပယောဂဆရာပင့်ကြမယ်ဆိုတဲ့အဖြေတစ်ခုကထွက်လာပါတယ်သူတို့နေဘက်မှာကပယောဂဆရာချပါတော့ရှိနိုင်မဲ့အောက်နေဘက်အထိဆင်းပြီးပယောဂဆရာပင့်ကြတယ်ဆရာဝါလုံးဆိုတဲ့ဆရာတယောက်ကိုပင့်လို့ရလာတယ်ဆရာဝါလုံးကထုံးပြူကိုဝါလုံးကွင်းပြီးပယောဂကုတယ်ဆိုပြီးနာမည်ကြီးပါတယ်သူရဲ့အနောက်မှာတော့ပေါက်စီနဲ့ရန်ကြီးဆိုတဲ့တပည့်နှစ်ယောက်ကရန်ထားတယ်ဆရာတပည့်၃ယောက်ကခကုံးကြီးတောင်းကျမ်းနေတဲ့ရွာတွေကိုလှည့်ပြီးသူတို့ရဲ့ဝါလုံးအစီရင်တွေကိုချကြလို့စီးတားချန်ရန်တယ်ခကုံးကြီးဘက်ကလည်းဒီစီတွေကြောင့်ရွာတွေအထဲကိုဝင်လို့မရတော့ပဲအလွန်အမင်းဒေါသထွက်လေတယ်ဒီအခါရွာပြင်ဘက်ထွက်သူတိုင်းကိုစိုးရိမ်ထိတ်လန့်ဖို့ကောင်းလောက်တဲ့အထိပဲ၆လန့်မာတော့တယ်ပထမဆုံး၆လန့်ခံရသူကတော့တစ်ခေါက်ရွာကကိုရွှေမောင်ပါညနေတောင်ကြီးတင်းကုတ်ထဲကနေနွားတကောင်ကျိုးပြက်လို့ကွင်းဘက်ထဲကိုလွတ်ထွက်သွားခဲ့တယ်ဒါကိုကိုရွှေမောင်ကအနောက်ကနေထက်ချက်မကွာလိုက်ဖမ်းရင်အမှတ်မထင်ပဲကွင်းထဲကိုတယောက်တည်းရောက်ရှိသွားခဲ့ရတယ်ကွင်းထဲကိုရောက်တော့နေဝင်ရိုးရီဖြစ်နေခဲ့ပါပြီနွားကိုပြီးတော့ကိုရွှေမောင်လည်းနွားကိုဒေါသနဲ့ဆဲဆူကျိမ်းမောင်းပြီးပြန်ဆွဲလာခဲ့လိုက်ပါတယ်ဒီလိုဆွဲလာရင်ရွာနာကကိုပင်ကြီးစီကိုအရောက်မှာတော့ရုတ်တရက်ကြီးသူ့အရှိကိုခကုံးကြီးကခုန်ချလာတယ်ကိုရွှေမောင်လည်းထင်မှတ်မထားတော့သူ့အရှိကခကုံးကြီးကိုကြောင်အမ်းပြီးကြည့်နေပြီးတော့ခကုံးကြီးရဲ့ပါဇက်ကနေခတ်တရားလို့អော်ပြီးကြောင်အမ်းနေတဲ့ကိုရွှေမောင်ရဲ့မျက်နှာကိုသူ့လက်ကြီးနဲ့ဖြတ်ရိုက်ချလိုက်လေတယ်ဒီရိုက်ချက်တစ်ချက်တည်းနဲ့ပဲကိုရွှေမောင်တတိလစ်သွားခဲ့ရတယ်ကိုရွှေမောင်တတိပြန်ရလာတော့သူ့အိမ်ကိုပြန်ရောက်နေပါပြီတရားဝလုံးတို့လည်းပဲသူ့နားမှာရှိနေခဲ့တယ်အဖြစ်အပျက်ကိုမေးကြတဲ့အတွက်ကိုရွှေမောင်ကသူခကုံးကြီးနဲ့တွေ့ခဲ့တဲ့အကြောင်းကိုပြန်ပြောပြပါတယ်ခကုံးကြီးရဲ့ရိုက်ချက်ကြောင့်သူတတိလစ်သွားခဲ့ရတဲ့အကြောင်းကိုပြောပြတော့အားလုံးကအထိတ်တလန့်ဖြစ်ကုန်ကြတယ်ကိုရွှေမောင်ကိုတော့ဘိုးချုပ်တဲ့အထိအိမ်ပြန်မလာတဲ့အတွက်ရွာကနေလူစုပြီးတိုက်ရှာယာကကွင်းအဆက်ကကိုပင်အောက်မှာတတိလစ်နေတာကိုတွေ့ကြရလေတယ်ပါဇက်ကအမြုပ်တွေထွက်နေပြီးပါမှာလဲပူးယောင်နေတဲ့လက်ဝါးရာကြီးကိုတွေ့တော့သွေးယူသားယူမဟုတ်ဘူးလို့ယူဆကြပြီးပြင်မပင်ရွာစီကိုရောက်နေတဲ့ဆရာဝလုံးတို့ကိုလည်းလဲနစီလူအင်အားတောင်းတောင်းနဲ့အရသွားပင်လာခဲ့ကြတယ်။ဒါတော့ရွာကနေထွက်တော့လဲနစီအနောက်ကိုခကုံးကြီးကပြေးလိုက်လာသေးတယ်လို့ဆိုကြပါတယ်။လူအင်အားနဲ့အေးအားလှုပ်လို့၆လန့်ပါပါပဲကြံရစ်ခဲ့တယ်တဲ့အပြန်ခရီးကြတော့ဆရာဝလုံးတို့ပါလာတာကြောင့်လားမသိခကုံးကြီးကိုအစအနတောင်မတွေးကြရတော့ဘူး။တခုခုတော့လှုပ်ပြီးပါအောင်ဆရာတို့ရဲ့ဒီတိုင်းဆိုရင်ကျုပ်တို့တနေ့လုံးခတ်ကြရပါတော့ပဲ။တစ်ခေါက်ရွာသားတို့ကတောင်းဆိုလာကြပါတယ်။ဒီအတွက်ဆရာဝလုံးတို့ဆရာတပည့်လေခကုံးကြီးကိစ္စကိုဖြေရှင်းနိုင်မဲ့အရေးဘာလို့ရမလဲဆိုပြီးစဉ်းစားနေကြရလေတော့တယ်။သူတော်တယောက်ဘူတကြားတို့သူ့ကိုမတွေ့အောင်ပုံရင်ကွယ်ရင်ရှိနေခဲ့တာရက်အတန်ကြာနေခဲ့ပါပြီ။အခုလည်းပဲဘူတကြားတို့ကိုပုံချောင်ရင်းကအိမ်ပြက်ကြီးတစ်ခုစီကိုရောက်ရှိခဲ့ပြီးအထဲဝင်လို့သူတော်အိတ်ဆက်နေလေတယ်။တနေ့ကုန်အိတ်ဆက်ပြီးနောက်မိုးချုပ်မောင်ကြီးလာတော့သူတော်ခရီးဆက်ဖို့ကိုဟန်ပြင်းနေအာဘိုက်စားလိုက်တာကွာရုတ်တရက်ဘိုက်ကစားလောင်လာသလိုရှိလေတော့သူတော်လည်းခရီးကိုမဆက်သေးပဲသူ့ရဲ့လိုတာရလွယ်အေးကြီးတဲ့ကအပြောသီးတစ်ဖီကိုထုတ်ယူလို့ထိုင်စားနေလိုက်ပါတယ်အပြောသီး၃လုံးလောက်စားပြီးနောက်တော့ကျန်တဲ့ငပြောသီးတို့ကိုအိမ်ဖြက်ကြီးစီရောက်လာနိုင်တဲ့အာကန်တုတို့စားနိုင်ဖို့အတွက်တိုင်တစ်ခုမှချိတ်ဆွဲထားလိုက်ပြီးခရီးကိုစတင်ဖို့ဟန်ပြင်ပါတယ်သူတို့အနေနဲ့ခံယူနေရတဲ့အပြစ်ဒဏ်အရတနေရာထဲမှာအကြာကြီးနေလို့မရဘူးဒီတော့သူ့အနေနဲ့ရှေးဦးတရားကိုခရီးဆက်နေရပါတယ်လက်ရှိမှာတော့သူတို့အနေနဲ့ရိုးရီပြင်းရီနေတဲ့အတွက်စိတ်ခိုင်းလာမဲ့ဘိုးတကြားတို့ကိုခြောင်ပုံးနေခဲ့ရတယ်ဒီအတွက်ကြောင့်တစ်ဖက်မှာလည်းသင်ကြီးပေးလို့ကောင်းအောင်ခရီးကိုတော့အဆက်မပြတ်ထွက်ဟန်ပြနေခြင်းဖြစ်ပါတယ်သူတို့ကအိမ်ပြက်ကြီးစီကနေစပြီးလှမ်းထွက်မဲ့ကြံတော့အိမ်ပြက်ကြီးရဲ့အပေါ်ဓာတ်ဖက်စီကနေတတောက်တောက်နဲ့တောင်ဝေးထောက်တံကိုကြားလိုက်ရပါတယ်ဒီတန်ကြောင့်သူတို့အလွန်မင်းစိတ်ဝင်စားမိသွားရတယ်သူဒီအိမ်ပြက်ကြီးထဲမှာတနေကုန်နီးပါအိတ်ဆက်နေပြီမဲ့လေဘာတမ်းမှမကြားမိခဲ့ပါဘူးအခုမှပဲဒီထူးဆန်းတဲ့အတန်ကိုကြားမိရတာပါဒါကြောင့်သူတော်လည်းဘယ်သူများလဲဆိုပြီးသိကျင်စိတ်နဲ့တကားတောင်းစီကိုဝင်ရောက်ပုံးကွယ်ပြီးစောင့်ကြည့်နေလိုက်လေတယ်ခတ်တရားနေပဲမှလေအိမ်ပေါ်ဓာတ်စီကလေကားအတိုင်းတတောက်တောက်အတန်ပေးရင်ဆင်းလာတန်ကိုကြားရပြီးအထက်ကရေရွတ်တန်ကိုလည်းသူတော်ကြားမိလိုက်ရပါတယ်ဆက်လက်စောင့်ကြည့်နေလိုက်တော့လေကားအတိုင်းခါကုန်းကုန်းနဲ့မီးအိမ်ကိုင်းတစေကြီးတကောင်ကတောင်ဝေးထောက်လို့ဆင်းလာတာကိုမြင်လိုက်ရပါတယ်ခတ်တရားဆိုတာကဘာပါလိသူကကောဒီမှာအမြဲရှိနေတာလားသူတော်နှုတ်ကနေခတ်တိုးတိုးပဲရေရွတ်လိုက်မိပါတယ်ခကုံးကြီးကအောက်စီကိုရောက်တော့မီးအိမ်ကိုကိုင်းတောင်ဝေးကိုထောက်ပြီးအိမ်ပြက်ကြီးရဲ့အပြင်ဘက်ကိုလှမ်းထွက်သွားခဲ့လေတယ်သူတော်ကပုံကွယ်ရာကနေထွက်ကြည့်တော့ခကုံးကြီးကအတော်လန်းလန်းကိုရောက်ရှိသွားခဲ့ပြီးဖြစ်ပြီးလမ်းအတိုင်းပဲဆက်လက်လို့သွားနေပါတယ်ဟဲ့ငါသူတော်အေးဖះပလုတ်တုတ်ခကုံးကြီးကိုလှမ်းကြည့်နေတော့
အနောက်စီကနေခေါ်တန်ကြောင့်သူတော်တယောက်လမ်းဖြတ်ပြီးထားခုန်လိုက်မိပါတယ်အနောက်ကိုကြည့်ပြီးတော့ဘိုးတကြားကမတ်တက်ကြီးရက်လို့ဘိုးတကြားငါသူတော်နေဘယ်တွေပုန်းချောင်နေတာလဲသူတော်ရှိပါတယ်ဘိုးတကြားသူတော်အပြစ်ဒဏ်တွေပိတ်ဆက်ဖို့အတွက်လုပ်နေတာပါဟဲ့ငါသူတော်နေပေါက်ကရတွေပြောမနေနဲ့မပြောပါဘူးဘိုးတကြားရဲ့သူတော်အပေါ်ဘိုးတကြားတို့နားလည်မှုလွဲနေတာဖြစ်မှာပါသူတော်တယောက်စင်ကြီးစင်လက်ကောင်းကောင်းကိုစုပ်ကင်ထားပြီးပြန်ခွန့်လို့ပြောပါတယ်ကဲတော်ပြီနင့်ကငါမပြောတော့ဘူးဘိုးတကြားကတစ်ဖက်ကိုလှည့်လေတော့သူတော်တယောက်ဆရာဖြစ်သူစိတ်ခုသွားပြီလားရဲ့လို့တွေးရင်စိုးရိမ်သွားရလေတယ်ဟိုဘိုးတကြားအေးသူတို့စီကိုဘာကြောင့်ရောက်လာတာလဲနင့်ကိုအခုနကခကုံးကြီးကိစ္စအတွက်တာဝန်ပေးခြင်းလို့ပဲငါသူတော်ဘာတာဝန်လဲဘိုးတကြားသူတော်တယောက်ဒီတစ်ချိန်မှာတော့အညွန့်မတက်ရဲတော့ပါဘူးဒီတန်းသွားနေပဲမေးလိုက်ပါတယ်ခကုံးကြီးကဒီနားလေးကရွာဒီမှာခတ်တရားဆိုတဲ့ပုဂ္ဂိုလ်တယောက်ကိုရှာဖွေနေတယ်တကယ်တမ်းတော့ဒီခကုံးကြီးကဟန်တာဝရီနန်းသွေးနွယ်တဲ့မင်းကြီးမင်းသားတယောက်ပဲခတ်တရားရဲ့စီရင်မှုကြောင့်နှစ်ပေါင်းများစွာအိပ်ပျော်နေခဲ့ရပြီးမကြသေးခင်ကမှသူပြန်နိုးလာတယ်သူပြန်နိုးလာတော့လူလည်းမဟုတ်တဲ့ဟိုမရောက်ဒီမရောက်ဘဝကိုရောက်နေရတယ်တနာစရာကောင်းလိုက်တာနော်သူတော်ကမျက်တောင်လေးကိုပုတ်ခတ်လုံးလို့စုပ်တက်လိုက်မိပါတယ်ဟုတ်တယ်ငါသူတော်သူကတကယ်တမ်းတော့တက်တန်းကုန်ပြီးတေးရမှာဒါပေမဲ့ခတ်တရားကြောင့်မတေးနိုင်ပဲပျက်စီးနေတဲ့ခန္ဓာကိုယ်ကနေထွက်ခွာမရပဲရှိနေရတယ်လက်ရှိမှာတော့သူကဒီဘဝကနေလွတ်မြောက်ရှင်လို့အနီးနားကရွာတွေတိုင်းကိုလှည့်ပြီးခတ်တရားကိုရှာဖွေနေတယ်ခတ်တရားကဒီမှာရှိမနေဘူးဒါဖြင့်ခတ်တရားကဘယ်မှာရှိနေတာလဲဘိုးတကြကပိလတောင်မှာရှိတယ်နင်ကမင်းသားကိုအဲ့ဒီတောင်စီကိုခေါ်သွားပေးရမယ်ခတ်တရားနဲ့ရင်ဆိုင်ပြီးတော့မင်းသားရဲ့လွတ်မြောက်မှုကိုနင်ကလှုပ်ဆောင်ပေးရမယ်ငါသူတော်နားလေပါပြီဘိုးတကြသူတော်ကခေါင်းကိုညှိတ်လို့ပြောလိုက်ပါတယ်အေးအခုလောလောဆယ်တော့မင်းသားကိုနင်အရင်ဆုံးကယ်တင်ရလေအောင်မယ်ဘာကြောင့်လဲဆိုတော့ဒီညမှာရွာရီစီကတောင်းဆိုမှုအရာအထက်လန်းဆရာတယောက်ကမင်းသားကိုစီရင်တော့မယ်နင်အချိန်မီသွားခဲ့ပါငါသူတော်ကောင်းပါပြီဘိုးတကြသူတော်အခုပဲသွားပါမယ်ချက်ခေါက်ရွာကိုအမြန်ဆုံးသာရောက်အောင်သွားဟိဘိုးတကြကပြောပြီးကွယ်ပြောက်သွားချိန်မှာတော့သူတော်လဲမင်းသားဆိုတဲ့ခကုံးကြီးထွက်သွားရအနောက်ကိုခတ်တုတ်ပဲလိုက်ခဲ့ရပါတော့တယ်ညကတိတ်ဆိတ်လွန်နေပါတယ်ဆရာဝါလုံးတို့ဆရာတပည့်၃ယောက်ကကြံတဲ့ရွာတွေစီမှာအစီရင်တွေကိုတင်းကျပ်စွာချထားပြီးချက်ခေါက်ရွာစီမှာတော့အစီရင်တွေကိုဖြေလျှော့လို့ထားလေတယ်ရွာတွေကလူတွေအားလုံးကိုတော့ကိုအိမ်ထဲမှာပဲဘဲမှမထွက်ပဲနေသေးပြီးဆရာတပည့်၃ယောက်ရွာပြင်နားမှာထွက်လို့စောင့်နေကြတယ်ညနေနဲ့လာတော့ရွာထဲစီကိုမီးရင်ကင်ထားတဲ့ခကုံးကြီးကရှင်းကပ်လာပါတယ်သူလာနေပြီငါတို့စီတင်ထားကြသလိုပဲလုပ်ကြနော်စိတ်ချပါဆရာလုံးဆရာတပည့်၃ယောက်တမတ်နေရာတွေအသီးသီးမှာလူကွဲလို့နေရာယူလိုက်ကြပါတယ်သူတို့နေရာယူပြီးငြိမ်သက်နေကြချိန်မှာခကုံးကြီးကတရွရွနဲ့တတ်မှတ်ထားတဲ့နေရာစီကိုရောက်ရှိလာပါတယ်ပြစ်ဟိဆရာဝါလုံးကအမိန်ပေးဟစ်အော်လိုက်ချိန်မှာတော့ပေါစီနဲ့ရန်ကြီးတို့ကသူတို့လက်ထဲအသင့်ကင်ထားတဲ့ကျိုးတွေနဲ့ခကုံးကြီးစီကိုဝိုင်းလို့ပစ်ခတ်ကြပါတယ်ကျိုးတွေကကျူစင်တောက်ပလုံးနဲ့အလင်းနှန်းတွေကဖြာကနေထွက်သွားခဲ့ပြီးခကုံးကြီးစီကိုနှစ်ချောင်းသလုံးကရစ်ပတ်မိလေပါတယ်ခကုံးကြီးခမများမှာတော့ရုတ်တရက်ကျိုးတွေရဲ့ရစ်ပတ်မှုကြောင့်လမ်းဖြတ်သွားရလေပြီးအနောက်ကိုခုန်ဆုပ်လို့ရုန်းကန်ပါတယ်လက်ထဲကမိအိမ်နဲ့တောင်ဝင်းလေးပဲလွတ်ထွက်ကြသွားရပါတယ်ခတ်တရားခကုံးကြီးကဟစ်အော်ပြီးတော့ရုန်းကန်ပါတယ်ကျိုးတွေကိုတောင့်ထားဟိဆရာဝါလုံးကဟစ်အော်ပြီးအရှိကိုထွက်လာပါတယ်ရန်ကြီးနဲ့ပေါက်စီတို့ကလည်းကျိုးတွေကိုတင်းနေတော့ခကုံးကြီးလည်းဘလို့မှမယုံတာတော့ဘူးဒီခိုက်ဆရာဝါလုံးကခကုံးကြီးစီကိုတွားလေပြီးဦးကောင်းကိုအင်းချက်တစ်ခုနဲ့ထိကပ်လိုက်ပါတယ်အင်းချက်နဲ့ထိတာနဲ့ပဲရုန်းကန်နေတဲ့ခကုံးကြီးကချက်ချင်းကိုပဲငိမ်ကျသွားခဲ့ပါတယ်ဆရာသူကတစီမဟုတ်ဘူးပဲဗျဒူးထောက်ပြီးခေါင်းကိုက်ဆိုင်ရှကငိမ်သက်နေပြီဖြစ်တဲ့ခကုံးကြီးကိုကြည့်ပြီးရန်ကြီးကပြောလိုက်လေတယ်ဆရာဝလုံးလည်းခကုံးကြီးကိုအသေးချာကြည့်လိုက်လေတယ်လူသားဆင်းစစ်လို့ဆိုရအောင်ကြပြန်တော့လေအသားအရည်တို့ကရည်ရွယ်နေတယ်အကောင်ထဲလိုက်ကြီးရှိနေသေးဖြစ်တာကြောင့်တစီတကောင်လို့လဲဆိုလို့မရပြန်မှုဖြစ်နေလေတယ်သူကဖုတ်ကောင်များလားဆရာဝလုံးကိုယ်တိုင်လဲတသက်နဲ့တကူအခုလိုအဖြစ်မျိုးကိုမကြုံဘူးလေတော့အံ့ဩဗနန်းနဲ့ရေရုပ်မိလိုက်ပါတယ်။အိုးဘလို့ဖြစ်သူ့ကိုဒီနေရာမှာပဲမီးရှို့ဖျက်ဆီးလိုက်တော့မယ်။ဆရာဝလုံးရဲ့ဆုံးဖြတ်ချက်ဒီခိုက်မှာပဲသူ့ကိုအဲ့ဒီလိုလုပ်လို့မရဘူးလေ။ရုတ်တရက်သူတို့ရဲ့နဘေးဘက်ကနေထွက်ပေါ်လာတဲ့အတန်ဆရာဝလုံးတို့၃ယောက်လေအတန်လာရာကိုကြည့်လိုက်ကြပါတယ်။သူတို့နဲ့မလန်မကန်စီမှာပေးကြီးစုပ်ပြတ်နေတဲ့အယူတယောက်ကရက်လို့နေတယ်
မင်းကဘာတူလဲငါကနတ်သားလေးသူတော်အယူစီကတုံပြန်တကားကိုကြားမိလေတော့ဆရာဝလုံးတို့၃ယောက်သားရီမောမိလိုက်ကြပါတယ်ဟဲ့နင်တို့မရီရနဲ့သူ့ကိုမီးရှို့ဖျက်ဆီးဖို့လည်းမကြိုးစားကြနဲ့တကယ်တမ်းတော့သူကတိတ်ကိုတနာစရာကောင်းတဲ့အသေးရှင်ဘဝကိုရောက်နေတဲ့သူပဲဘဲကအသေးရှင်ရမှာလဲဗျာဖုတ်ကောင်တကောင်ပါမဟုတ်ဘူးဆရာသူကခန္ဓာတက်တန်းကုံလွန်နေပြီဖြစ်ပေမဲ့လေအောက်လန်းအစီရင်တစ်ခုကိုထိခံထားရတာကြောင့်နန်းကထွက်ခွာလို့မရပဲဖြစ်နေတဲ့သူပါနင်တို့မယုံလို့ရှိရင်သူ့ကြောကုန်းကဖုနေတဲ့နေရာကိုလှမ်းကြည့်လိုက်ကြဆရာဝလုံးတို့လည်းအယူရဲ့စကားတိုင်းပဲဟုတ်မဟုတ်ကိုသိလူတာကြောင့်ခကုံးကြီးရဲ့ကြောကုန်းကိုလှမ်းကြည့်လိုက်ကြပါတယ်ဒီခါမှာတော့ဖုထွက်နေတဲ့ဘူးကြီးနေရာမှာအောက်လန်းအင်းတွေအထက်ထက်ကြီးစီရင်ထားတာကိုမြင်လိုက်ကြရပါတယ်ခမ ्या ကဒါကိုဘယ်လိုသိနေတာလဲခမ ्या ကဘာတူလဲဗျဆရာဝလုံးကအံ့ဩပနန်းဖြစ်ပြီးအယူကိုမေးလိုက်ပါတယ်ငါကမဟာမြိုင်ကနတ်သားသူတော်ဒီအကြောင်းတွေကတော့အထက်ကအဖဘိုးတကြားနဲ့ဝိဇ္ဇာအပေါင်းကငါ့ကိုတာဝန်တစ်ခုဖြစ်ပေးရထားလို့သိနေရတာပဲဒါကြောင့်ငါသူတော်ကိုနင်တို့အထင်မကြီးကြနဲ့ခမ ्या ကိုတာဝန်ပေးထားတယ်ဆိုတော့ဘလို့တာဝန်ပေးတာလဲဗျသူရေရွတ်နေတဲ့ခတ်တရားဆိုတာကိုငါသူတော်နတ်သားလေးကရှာဖွေကူပြီးသူ့စီကအစီရင်ကိုဖျက်ပေးရမှာပါသူတော်ကလက်ပိုက်ဟန်ဝင်းလို့ပြောလိုက်ပါတယ်တရားဝလုံးတို့ကတော့သူတော်ကိုတာမန်အယူမဟုတ်ကြောင်းနားလေသိရှိမိကြပါပြီမြေချောက်ဝိစာတို့သုလကန္နာရီခရီးတယ်တို့ဆိုတာကတခါတလီမှာအခုလိုမျိုးအသွင်နဲ့ရှိနေတတ်တယ်မဟုတ်လားငါသူတော်လေးသူ့ကိုခေါ်သွားပြသည်သူတော်ကအခွင့်ကိုတောင်းခံလိုက်ပါတယ်တရားဝလုံးတို့လည်းသူတော်ရဲ့စကားကိုမပယ်ချဝန်းတော့ဘူးဆရာသူတော်နတ်သားလေးသူတော်ကသူ့ကိုခေါ်သွားမယ်ဆိုရင်ခေါ်သွားလို့ရပါတယ်ဗျဒါပေမဲ့လူတယောက်ကိုအခုလိုဖြစ်နေတဲ့အထိစီရင်နိုင်တဲ့ခတ်တရားဆိုတာကြီးကိုတော့တုတ်တို့လည်းပဲတွေးကျင်မိတယ်ဗျာဒါကြောင့်တုတ်တို့လည်းအတူလိုက်ခဲ့ပြရစီအဲ့ဒါကြတော့လောက်ပါဆရာသူတော်ရဲ့တုတ်တို့ကိုအခွင့်ပေးပါသူတော်ကစဉ်းစားလိုက်ပါတယ်လက်ရှိမှာဆရာဝလုံးတို့လူစုကခကုံးကြီးကိုလက်ဝဲဖမ်းဆီးရမိထားကြတဲ့သူတွေပါဒါကြောင့်ခကုံးကြီးကလက်ရှိမှာသူတို့ရဲ့ပိုင်ဆိုင်မှုဖြစ်နေလေတယ်ဒါကြောင့်သူတို့ဘက်ကတောင်းဆိုမှုကတရားမျှတတယ်လို့ယူဆရပါတယ်သူတို့ကိုခေါ်သွားလိုက်ပါသူတို့နင်းအတွက်အကူအညီသူတို့ပေးနိုင်မှာသိကြပါတယ်သူတို့ရဲ့နားထဲမှာဘိုးတကြားရဲ့အတန်ကိုရုတ်တရက်ပဲကြားလိုက်ရပါတယ်သူတို့လည်းသူကိုယ်တိုင်ဆုံးဖြတ်စရာမလိုတော့တာကြောင့်မျက်နာကပြုံးသွားရပါတယ်ကောင်းပြီလေနင်တို့လိုက်ခဲ့ကြပေါ့သူတို့ရဲ့စကားအဆုံးမှာတော့ဆရာဝလုံးတို့ဆရာတပည့်၃ယောက်အလွန်အမင်းမဲဝမ်းသာသွားကြပါတယ်အဲ့ဒီနောက်မှာတော့သူတော်နဲ့အတူခကုံးကြီးအပြင်ဆရာဝလုံးတို့ဆရာတပည့်တွေကပိလတောင်စီကိုဥတီလို့လှမ်းနေကြပါတယ်သူတို့အနေနဲ့ပြင်မာပင်နယ်ကရွာသူရွာသားတွေကိုအကျိုးအကြောင်းသိအောင်ပြောပြခဲ့ကြတယ်ဒီဖြစ်စဉ်မှာနင်နာသူတချို့ကခကုံးကြီးကိုမဖျက်ဆီးရလို့မကျေနပ်ကြပေမဲ့လေလူကြီးသူမများနဲ့အများကတော့ကျေနပ်ကြပါတယ်ဒီဆုံးသူကလည်းတကယ်တမ်းတော့ယောဂအခန်းကြောင့်သိဆုံးတာဖြစ်ကြောင်းကိုလည်းပြောပြခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်သူတော်တို့ကအစဉ်ပြေပြေနဲ့ပဲခကုံးကြီးကိုခေါ်ထုတ်ယူနိုင်ခဲ့ပါတယ်အခုလက်ရှိမှာတော့သူတော်ဥဆောင်တဲ့အဖွဲ့ကကပိလတောင်ကခတ်တရားစီကိုဥတီလို့ခကြီးလန်းကိုလှမ်းဆက်နေကြပြီဖြစ်ပါတော့တယ်ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးပါပြီခင်ဗျာနောက်ဇလန်းမှာတော့ခတ်တရားနဲ့ကြုံဆုံရပြီးဖြစ်ပျက်လာမယ့်အဖြစ်ပြက်တို့ကိုတင်ဆက်ပါမယ်အစအဆုံးအားပေးနားဆင်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ထပ်လည်းဇလန်းကောင်းများစွာကိုတင်ဆက်ပေးနေအောင်မှာဖြစ်တာကြောင့် channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ